လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းနေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာရုံပြုမယ်တရားကိုအာရုံပြုမယ်သံဃာကိုအာရုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်တော့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာရုံပြုဘုရားကိုအာရုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖះကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကိုမြတ်မြတ်ပွားရမယ်ဘုရားနုတ္တိကိုပွားတယ်တော့ဖះရှိခိုးတာတမန်ဩဃာသနဲ့ရွတ်ပြီးတော့ဖះရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖះရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အန္တရာယ်မရောက်အောင်သူတို့ကထိရှိပြီလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနေခြင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်နာနေခြင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်တတ်တို့ကိုဆောင်တတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးဟောကောင်းကျိုးပေးမှာမဟုတ်ဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်မျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရမှာကြောက်လို့သာပြန်မလုပ်တာရှိမယ်ဟောဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါလောက်ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးနဲ့မျက်စောင်းစိုးကြည့်တယ်သူတို့အမြဲတမ်းငါမြတ်ဘာလုပ်မလဲဆိုဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေအဲ့တော့ဘသူနဲ့မှရံမဖြစ်ဘဲနဲ့မေတ္တာတက်ရောက်အောင်လုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်မြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတယူလုပ်ပေးတာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ယဉ်နေတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်ထဲကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြတ်မြတ်ပွားပြီးတော့လုပ်မယ်ဖះကိုအာယုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်
မေတ္တာပို့မယ်မြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှန်ပေါ်ရောက်လာနိုင်